ဒါကြောင့်ဖျားစကားပြောလာရင်နားထောင်ဖို့အရေးကြီး wealth transfer ဖျားတကယ်လုပ်ပေးမဲ့သူတွေကဖျားအတန်ကိုနားထောင်တတ်တဲ့လူတွေဖြစ်တယ်ဖျားစကားပြောလိုက်အတိအကျလုံးပါဒီကာလမှာဖျားဘာလုပ်စေချင်လဲဖျားအတန်စာအုပ်ရေးဖို့ပြောရဆိုစာအုပ်ရေးပါဒီကာလမှာစီးပွားစားဖို့ဖျားပြောရဆိုစီးပွားစားပါတိတ်တိတ်လေးပဲဖြစ်လိုက်မယ်စားပါဖျားတကယ်ကြောင်းတက်ပါလို့ပြောရဆိုကြောင်းတက်ပါကျွန်တော်နားလည်းမဟုတ်ဘာလို့ကြောင်းတက်ရလဲဖျားတကယ်မှာအကြံစီရှိရယ်ဟာလေလုယာဖျားတကယ်ပြောတဲ့အရာကိုနာခံခြင်းနဲ့သစ္စာရှိလို့အကြီးတွေသိစီလာတော့ပါကျွန်မကောင်းကြီးအနံ့နေရတယ်ကောင်းကြီးမင်္ဂလာရဲ့အနံ့နေရတယ်သင်နောက်လာတော့မယ်အဝေးမှာရှေ့မနီးနေပြီအရေးကြီးတာကသင်ကိုဖျားခေါ်ရတဲ့နေရာမှာသင်ဆက်နေသစ္စာရှိဖျားခိုင်းတာကိုလို့ဖျားပြောတဲ့အရာအတိအကျလို့ divine appointment ကလာတော့မှာ